ဘယ်ဟာလဲဘယ်ရောင်လဲဘယ်နေ့လဲထိုင်းလို့တွေဘယ်လိုပြောလဲဘယ်ဟာလဲอันไหนอันไหนဘယ်နေ့လဲวันไหนวันไหนဘယ်ရောင်လဲสีไหนสีไหนဘယ်တယောက်လဲคนไหนคนไหนဘယ်နေရာလဲที่ไหนที่ไหนဘယ်လမ်းလဲทางไหนทางไหนဘယ်တစည်းလဲကားတွေပေါ့နော်คันไหนคันไหนဘယ်တဆိုင်လဲร้านไหนร้านไหนဘယ်ပင်လဲတစ်ပင်တွေပေါ့နော်ต้นไหนต้นไหนဘယ်တအိတ်လဲถุงไหนถุงไหนโอเคထိုင်းစကားပြောသင်တန်းသိရှင်နဲ့တက်ရှင်တယ်လို့ဆိုရင်တော့ဒီ Facebook page မှာစာပို့လာပေးပါပေါ့နော်သင်တန်းကကြတော့22ရက်နေ့ဖွင့်မှာဖြစ်ပါတယ်ရှင်ဒါကြတော့စကားပြောတည်တတ်မို့နော် Zoom class ဖြစ်ပါတယ်ရှင်လူဦးရေကန့်တန်းထားတာမလို့မပြေခင်အမြန်လာစင်းသွင်းကြပါနော်ခုအထူး promotion ရှိရနော်အမြန်စာပို့လာပါ bye bye